တို့ကြည့်ပြီးတော့ကျွန်တော်တို့အာယုံစူးဆိုင်နေလို့မရဘူးပေါ့နော်နှစ်ဖက်လုံးဖြန့်ပြီးကျွန်တော်တို့ကြည့်နေရမယ်နှစ်ဖက်လုံးဖြန့်ပြီးတော့ကျွန်တော်ကြည့်ပြီးတော့ကျွန်တော်တို့ကျင့်ဖို့ရန်လိုအပ်တယ်ပေါ့နော်ဆိုတော့ဟုတ်ပြီကျွန်တော်ဒီနေ့ core exercise တွေကျွန်တော်ပြီးတဲ့အခါမှာကျွန်တော်တို့တီးခဲ့တဲ့ core 15ကွက်အဲ့ဒါတွေကိုကျွန်တော်တို့အကုန်တီးတဲ့ဟာတွေကိုကျွန်တော်အကုန်ရောလိုက်ပြီပေါ့နော်ကျွန်တော် comment မှာလည်းကျွန်တော်ပေးထားမယ် comment အောက်မှာကျွန်တော် key chord exercise တွေကျွန်တော်ရောပြီးပေးထားတယ်ပေါ့နော်အဲ့ဒါတွေကိုလေ့ကျင့်မှာဖြည်းဖြည်းချင်းပုံမှန်ကျွန်တော်လေ့ကျင့်မှာပေါ့နော်ဆိုတော့ကျွန်တော်တခုခဏတော့ပြောတယ်ကျွန်တော်တို့ဒီဘက်ချမ်းကနောက်ကျနေလို့မရဘူးဒီဘက်ချမ်းကလည်းမြန်နေလို့မရဘူးနှစ်ခုစလုံးကကျွန်တော်တို့ key တစ်ခုနဲ့တစ်ခုခုအပြောင်းလဲမှာကျွန်တော်တို့ဟိုဘက်နဲ့ဒီဘက်နဲ့ဘယ်ဘက်နဲ့ညာဘက်နဲ့ညီဖို့လိုတယ်ပေါ့နော်ဆိုတော့ဟုတ်ပြီကျွန်တော်တို့အရင်ဆုံးကျွန်တော်တို့ C ခဏတော့ကျွန်တော်ပြပါ C ရဲ့ကျွန်တော်တို့ chord exercise ကိုကျွန်တော်တီးအောင် round chord ကိုကျွန်တော်တီးအောင် C เนาะနောက်တစ်ခုက E နောက်တစ်ခုကကျွန်တော်တို့ A minor နောက်တစ်ခုကကျွန်တော်တို့ G ဆိုတော့เนาะဆိုတော့ဟုတ်ပြီကျွန်တော်ညာဘက်ချမ်းမှာကျွန်တော်ခောက်ချက်ကျွန်တော်တို့တီးတဲ့အခါမှာကျွန်တော်တို့ဒီအလေပေါက်ပေါ့နော်ဒီအလေပေါက်ချမ်းရောက်လို့မရဘူးချမ်းရောက်လို့မရဘူးနီးစင်းကြပြောလို့ရှိရင်เนาะဒီအလေပေါက်ကနေကျွန်တော်တို့ကเนาะကျွန်တော်ဒီလိုဖြစ်ရမှာပေါ့နော်အဲ့လိုကျွန်တော်တီးရမှာပေါ့နော်ဆိုတော့ကျွန်တော်တို့စပြီးတီးရအောင်ကျွန်တော်နဲ့အတူတူကျွန်တော်တို့ key ကွက်တစ်ခုနဲ့တစ်ခုပြောင်းလဲမှာเนาะကျွန်တော်တို့ညီနေရမယ်ပေါ့เนาะပြီးရင်ကျွန်တော်တို့တစ်ချက်နာအဲ့လိုလုပ်လို့မရတော့ဘူးအရင်တော့ပုံစံမျိုးအရင်ရက်ကကျွန်တော်တို့တီးတဲ့ပုံစံမျိုးရက်လို့မရတော့ဘူးဆက်တိုက်ကျွန်တော်တို့တီးရမယ်ပေါ့เนาะဆိုတော့ဟုတ်ပြီကျွန်တော်နောက်တစ်ခေါက်ကျွန်တော်တို့ပြန်ပြီးတီးကြည့်အောင်1 2 3 go 1 2 3 4 1 2 3 4 ပြသွားတယ်ပေါ့နော်ဆိုတော့1 2 3 4 1 2 3 4ကိုကျွန်တော်ဗစက်ကနေပြောပေးပါအဲ့ဒါကကျွန်တော်တို့အတွက်တကယ်မှထိရောက်လာတဲ့ကျွန်တော်တို့တိုင်းပင်ကိုယ့်ရဲ့ဗစက်ကနေရေးထားမယ်ဆိုလို့ရှိရင်ဒီအချိန်မှာကျွန်တော်တို့1ရောက်တော့ရင်ကျွန်တော်တို့ key chord တွေပြောင်းသွားတယ်1ရောက်ရင်နောက်တစ် key ပြောင်းတယ်နောက်ထပ်1ဆိုလို့ရှိရင်ဒီမှာလဲဒီလိုခတ်ချမယ်1ဆိုလို့ရှိရင်ကျွန်တော်တို့ညီနေရမယ်ဒီဘက်နဲ့ဒီဘက်နဲ့စသဖြင့်ပေါ့နော်ကျွန်တော်တို့1ဆို1 2 3
ဆိုတော့ကျွန်တော်အခုဒီ C round cut exercise တွေเนาะကျွန်တော် certificate တချို့ key တွေလည်းကျွန်တော်အားလုံးကိုကျွန်တော် comment အောက်မှာကျွန်တော်ပေးထားမယ်ဆိုတော့ကျွန်တော်မသိတာရှိလို့ရှိရင်ကျွန်တော်ဒီ Super Guitar page ကနေကျွန်တော် chat box ကနေကျွန်တော်ကိုမေးလို့ရပါတယ်ပြီးလို့ရှိရင်ကိုကျင့်ပြီးသားဗီဒီယိုကလစ်လေးလုပ်ပြီးတော့အဲ့ဒါတွေကိုလည်းကျွန်တော်စီကိုပို့ပြီးလို့ရကျွန်တော်ကောင်းလေးကျွန်တော်ပြန်စစ်ပေးပါမယ်ဆိုတော့ဟုတ်ပြီကျွန်တော်တို့နောက် exercise chord တစ်ခုကိုကျွန်တော်တို့တွားရအောင်အဲ့ဒါကျွန်တော်တို့ဗာလဲဆိုတော့ကျွန်တော်လည်းဒီတီးအောင် G ကျွန်တော် G7 တီးဖို့ပါတယ်ဒါ G7 ပေါ့နော်နောက်ကျွန်တော်တို့ G ကြတော့ကျွန်တော်တို့ဒီ1 2 3ခွက်မြောက်6ကြိုးပြီးရင်လက်ခလဲ5ကြိုးပြီးရင်အောက်ဆုံးဒီကြိုးပေါ့နော်လက်တန်းဒီကြိုးဒါကျွန်တော် G လို့ခေါ်တယ်ဆိုတော့ဟုတ်ပြီကျွန်တော်တို့ G round ကနော်တီးအောင်ဘာကီးတွေပါမယ်ဆိုတော့ G ပါမယ်ပြီးရင် B7 ကျွန်တော်တို့အရင်တော့အရက်တွေတော့ကျွန်တော်ကင်ပြသွားတယ်ခေါ်တွေလေးလာတဲ့အချိန်မှာနောက်တစ်ခုက C နောက်တစ်ခုက D7 နော်ကျွန်တော်တို့အကီးတွေကိုကျွန်တော်နဲ့အတူတူတီးကြည့်အောင်ပေါ့နော်ဆိုတော့နော်ကျွန်တော်တချို့တွေက G ကိုဒါမျိုးလည်းကင်ကြတယ်တချို့တွေကကိုအားတန်ရကျွန်တော်ကင်ကြတယ်ပေါ့နော်ဆိုတော့ဟုတ်ပြီကျွန်တော်လည်းအတူကြည့်အောင်1 2 3 go 1 2 3 go 1 2 3 4 1 2 3 4 1 2 3 4 ဆိုတော့ဟုတ်ပြီကျွန်တော်အဲ့ဒါတွေ round cut exercise လေးတွေပေါ့နော်ဆိုတော့တခြားကျွန်တော်တို့F key ရဲ့ကျွန်တော်တို့ round cut တွေ D key ရဲ့ round cut တွေစသဖြင့်ကျွန်တော်တို့အဲ့ဒီ round cut တွေအားလုံးကိုကျွန်တော် comment အောက်မှာကျွန်တော်တို့ပေးထားပါတယ်အဲ့ဒါ comment အောက်မှာကျွန်တော်တို့တေချာလေးလာကြည့်ပါတေချာဖြည်းဖြည်းနဲ့ပုံမှန်လေးလာကြည့်ပါဆိုတော့အခုမှစတီးတဲ့လူတွေဖို့ဆိုလို့ရှိရင် chord စကိုင်းတဲ့ကျွန်တော်ဒီတစ်ခုနဲ့တစ်ခုပြောင်းလဲအရွှေ့မှာတိတ်မြန်သေးမှာမဟုတ်ဘူးဒါပေမဲ့ကြိုးစားပြီးတော့ကျွန်တော်တို့နော်ညာဘက်နဲ့ဘယ်ဘက်နဲ့နော်ကျွန်တော်တို့စီချက်ဝါချက်ညီနော်ကျွန်တော်တို့ဖြစ်နိုင်ဖို့ရန်အတွက်ကြိုးစားဖို့ရန်လိုအပ်ပါတယ်ဆိုတော့နော်ဒီနေ့အပိုင်း6သင်ခန်းစာ6ကတော့ဒီလောက်ပါပဲဆိုတော့အားလုံးပဲအကန့်အသတ်မရှိတဲ့အချိန်နဲ့နော်လေ့ကျင့်ပြီးတော့နော်ဂီတပညာမှာတစ်ဖက်ကန်းခတ်လေးလာတက်မြောက်တော့သူဖြစ်ပါစေလို့ပေါ့နော်